ဒီကစားသမားကိုတင်တို့တိကျပါသလားဒီကစားသမားကတော့စီကန်တွေကိုလုံးဝဂယူးမဆိုင်တယ်လို့နီးပြတွေတောင်သူ့ကိုလက်လျှော့ရတဲ့အထိပါပဲခင်ဗျားတို့အီဘီယာဟီမိုဘစ်ကိုယူတယ်လို့ထင်နေရင်ခဏလောက်စောင့်ကြည့်ပါအောင်ဘာလို့လဲဆိုတော့ဘာလိုရလီကအဲ့ဒီထက်အများကြီးပိုဆိုးလို့ပါအင်တာမီလန်အသင်းမှာတကယ့်ကိုတင်းကျပ်တဲ့စီကန်တစ်ခုရှိပါတယ်အဲ့ဒါကတော့အသင်းအနေနဲ့နှစ်ပွဲဆက်တိုက်ရှုံးနေခဲ့ရင်လက်စာပေးချေမှုကိုနောက်ဆိုင်ထားမယ်ဆိုတဲ့စီကန်ပါကစားသမားအလုံးကဒီစီကန်ကိုနားလည်လက်ခံထားကြပေမဲ့တယောက်တည်းသောသူကတော့ချွင်းချက်ဖြစ်နေခဲ့တယ်သူကတော့မာရီယိုဘာလိုရလီပါပဲဒီနေ့မှာတော့အင်တာမီလန်ဟာနှစ်ပွဲဆက်တိုက်ရှုံးနေသွားခဲ့ပါတယ်ကစားသမားအလုံးလေ့ကျင့်ရေးကွင်းကိုရောက်လာကြပေမဲ့ဘာလိုရလီတယောက်ပဲပျောက်နေခဲ့ပါတယ်နီးပြမော်ရင်ဟိုကသူ့စီကို၃ချိန်ဆက်တိုက်ဖုံးခေါ်ခဲ့ပေမဲ့ဘာပြန်ထူးတန်မှမကြားခဲ့ရပါဘူးမိနစ်30လောက်ကြာတဲ့အခါမှာတော့ကလပ်အသင်းဥက္ကဋ္ဌဟာအရန်ကိုဒေါသထွက်နေတဲ့ပုံစံနဲ့ဘာလိုရလီကိုခေါ်ပြီးရောက်လာပါတော့တယ်ဥက္ကဋ္ဌကမာရီယိုမင်းအီတလီစကားကိုကောင်းကောင်းနားလည်တယ်မဟုတ်လားလို့မေးတဲ့အခါဘေးကကစားသမားတွေကလည်းဟုတ်ပါတယ်သူနားလည်ပါတယ်လို့ဝိုင်းဖြေကြပါတယ်အဲ့ဒီအခါမှာဥက္ကဋ္ဌကဒါဆိုမင်းဘာလို့ငါယုံခန့်တဲ့အထိလာပြီးလက်စာတောင်းနေတာလဲငါတို့နှစ်ပွဲဆက်တိုက်ရှုံးထားလို့လက်စာပေးတာနောက်ကျမယ်လို့ပြောထားတယ်လေလို့ပြောလိုက်ပါတယ်တခန်းလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာဘာလိုရလီကအေးအေးဆေးဆေးပဲပြန်ဖြေလိုက်ပါတယ်ကျွန်တော်ဂီယူမဆိုင်ဘူးအတင်းကအပွဲတရာရှုံးနေပါစေအောင်ကျွန်တော်လက်စာကိုတော့ကျွန်တော်ရက်ချင်တဲ့ဥက္ကဋ္ဌဟာခဏလောက်မင်းသက်သွားပြီးမှအားလုံးကြအောင်အော်ပြောလိုက်ပါတော့တယ်ဒီနေ့ကစားပြီးအားလုံးကိုငါလက်စာပေးမယ်တဲ့အဲ့ဒီနေ့ကစားပြီးကစားသမားတွေဟာနေပြူဟာတစ်တခုကိုကျင့်သုံးခဲ့ကြပါတော့တယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောက်ခဲ့တဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ထားကြပါအောင်နော်